အမစီကိုဟိုဘေးရင်ဆရာလိုဘာလိုနဲ့တယောက်လာနေရဆိုဟုတ်လား 你不录表呢嘞？下雨俺录没表啊，喏。 ဘုရားဘာသာစကားတစ်ခုကြားဘူးတယ်ဟာလားမရှိလို့မလူလို့မရှိသမီးများလူလေသမီးများစုပ်ပြီးလက်တွေဝင်လာလေပဲသမီးရဲ့ ဒီလောက်တိုးတက်နေရခိတ်မှလေအဲ့ဒါတွေရောအယုံကြည်ရှိနေသေးရလား တမီးမရှိတာလေအကုန်လုံးလေဆရာကလှုပ်လိုက်မယ်ပြီးတော့တမီးမရှိတဲ့ပတ်စံတွေရောအကုန်လုံးလှုပ်ပါတယ်နော်ဆရာ ဒါပေမဲ့ညီမအမကိုစိတ်ပူလို့ပြောနေရလေ ဘာမှစိတ်ပူစရာမလိုနင်ကပေါ့ငါမရိုက်ခင်လေနင်ပြန်လိုက်တော့သွားဒီနေ့တော့အတီးလေးဆွမ်းတော့ကတ်အောင်မစီဝါလက်လာပါလေကောင်း မတက်တဲ့ ဟဲညင် ဘာကြီးလုံနေအောင် ဘာလောက်ကမှလဲဖះကအတီးလေးကတ်ဖို့အတွက်လေအဲ့ဒါပြင်းနေတာနင်အောင်ဘာလာလောက်တာ ဩကိုမနာလာလေอ่ะဗောလို့ ကဲလာထိုင်မစကားလေးပါပြောရအောင် ဩဒါနဲ့လေမအမစီကိုဟိုဘေးရင်ဆရာလိုဘာလိုနဲ့တယောက်လာနေရဆိုဟုတ်လား ဟဲ့နင်ဘလို့ပြောနေရလဲဆရာကြီးအဲ့လိုမပြောအောင်နော် အမကလည်းဟိုအမတို့ကလေဒီခိကြီးထဲမှာအဲ့ဒါတွေယုံနေသေးရလား မယုံလို့မရဘူးဟဲ့ဆရာကြီးရဲ့ဘေးရင်အစွမ်းကြောက်လေငါဒီလိုမျိုးဖြစ်လာတာဗော အမအဲ့လိုတွေဖြစ်လာတယ်ဆိုတာကလေကိုယ့်ကိုစူးစမ်းတာမဟုတ်ဘူးလား မဟုတ်ပါဘူးဆရာကြီးရဲ့ဘေးရင်အစွမ်းအရန်ကောင်းလို့လေဒီလိုအခြေအနေကိုဖြစ်လာတာ ညီမကတော့လေအဲ့ဒါမျိုးလုံးဝအယုံကြည်မရှိဘူး ဟဲ့နင်မယုံကျင်လဲနေနော်နင်မယုံရင်လည်းလေဆရာကြီးမကောင်းကြောင်းတော့မပြောနဲ့နော်ဆရာကြီးမကောင်းကြပြောမယ်ဆိုရင်နင်ပြန်လိုက်တော့သွား သမီးတက်တဲ့ ဟဲ့ဆရာဘယ်ကနေဘလို့ရောက်လာလဲလာမဆရာရဲ့လာဒီမှာထိုင်မဆရာရဲ့ထိုင်ဟေးဒီအောက်မှာလာထိုင်နေ ဘာလို့ထိုင်ရမှာလဲထိုင်မအောင် ဒီမှာဆရာရှိနေအောက်မှာလာထိုင်လို့ မထိုင်ပါဘူးဆိုနေမှ နေပါစီသမီးရဲ့ဆရာအယုံကြည်မရှိလို့အတွက်ဆရာအချိန်ကိုမခံနိုင်ပါဘူးသမီးရဲ့ ဟုတ်ပါပြီဆရာရဲ့ဆရာရောဘယ်ကနေဘလို့ရောက်လာလဲယင် ဩလမ်းကြောင်ကလည်းသမီးရှိဝင်ခဲ့တာသမီးရဲ့ဒါနဲ့ရောဆရာလောက်ခိုင်းတဲ့ရရရောသမီးချေရဲ့လား ခြေပါတယ်ဆရာရဲ့သမီးလေးဆရာပြောရတယ်တိတိချာချာကိုလောက်တာအခုဆိုလေဒီစီဖွားရေးတော်တော်အဆင်ပြေနေပြီဆရာရဲ့ ဒါပေါ့သမီးရဲ့ဒီလိုဖြစ်နေရမှာပေါ့ကဲဒါလေးဆောင်လေးသမီးအတွက်ယူခဲ့တာသမီးရဲ့ ဆရာအဲ့ဒါကြီးကဘာသဘောလဲယင် အာစုပ်ပြီးလက်တွေတချို့စီကျသမီးရှိဝင်လာအောင်လို့သမီးရေစုပ်ပြီးလက်စီသမီးရှိကိုတချို့စီကျဝင်လာအောင်လို့ ဘယ်ဆိုလို့လဲဆရာရဲ့ဒါကိုဆောင်လာလို့ရှိရင်သမီးအကုန်အဆင်ပြေမှာပေါ့နော် ဒါပေါ့သမီးရဲ့ ကျေးဇူးတင်လိုက်တာဆရာရဲ့သမီးယောက်ျားဆုံးမှုရလေဆရာသမီးရဲ့အားကိုးရပါပဲဆရာရဲ့ ဆရာနဲ့သမီးကအတိတ်ဘဝပဋ္ဌာန်းဆက်ရှိလို့ဆုံကြတာသမီးရဲ့ ကျေးဇူးတင်ပါတယ်ဆရာရဲ့ဆရာသမီးတကယ်ကိုကျေးဇူးတင်ပါတယ်နော် ချမ်းသာပါစေချမ်းသာပါစေကွယ်ဒါနဲ့ဆရာသွားလိုက်အောင်မနော် ကဲပါဆရာဟုတ်ကဲ့ သမီးဆရာသွားလိုက်အောင်မနော်တော်ဝါရီချမ်းသာပါစေချမ်းသာပါစေတော်ဝါရီချမ်းသာပါစေချမ်းသာပါစေ စီးပွားလက်လာပါလေတိုးပါစေကျမတို့လေမိသားစုနဲ့တူတူကြက်ကြက်မမနေရပါစေကျမသမီးလေးလည်းကြောင်းကောင်းကောင်းမှတတ်နိုင်ပါစေ အမဟိုဒီလောက်တိုးတက်နေရခိတ်မှလေအဲ့ဒါတွေရောအယုံကြည်ရှိနေသေးရလား ငါညီမရဲ့ဒီစကားပုံမကြားဘူးလားဈေးသုံးလဲမကျွင်နဲ့ရှေးထုံးလဲမပဲ့နဲ့တဲ့ ဒါပေမဲ့အဲ့ဒီစကားတွေကဒီလိုနေရအတွက်မှမဟုတ်တာ နင်ကလေသူများကောင်းစားတာဘာတွေမနာလို့ဖြစ်နေရလဲအားကြောင့်မို့လူမွေးသူမွေးမပြောင်းတာ အမတော်တော့နော် နင့်ကိုနေမဲလေအရင်ဆုံးအဖြစ်ရှိအောင်လို့အခုထမင်းချက်စရာရှိတယ်မလားသွားပြန် ဟုတ်ပါပြီအမရဲ့အမမောင်းထုတ်နေမှာတော့ညီမလည်းပြန်လာတော့မှာပေါ့သွားတော့မယ် ကြွသူများစီအောင်လားပြစ်ပြောဖို့ရ ဆရာပြောတာဂျုံမသမီးရဲ့ဒီရုပ်တုလေးကိုကိုးွယ်လိုက်သမီးစီးပွားတွေဖြက်ဆယ်စားတိုးတက်လာမယ်သမီး ဆရာတကယ်ပြောရလားယင်
တကယ်ပေါ့သမီးရာတကယ်ပေါ့ သမီးမလည်းလေစူးမိစားမိတာဆိုလို့ဒါလေးတွေပဲရှိရဲဆရာရဲ့ သမီးဘာဘူးလဲသမီးရဲ့ဘုရားဘာသာစကားတစ်ခုကြားဘူးတယ်ဟာလားမရှိလို့မလူလို့မရှိသမီးများလူလေသမီးများစုပ်လက်တွေဝင်လာလေပဲသမီးရဲ့ ဟုတ်ပါပြီဆရာရဲ့အဲ့ဆိုသမီးဒါလေးအကုန်လှူလိုက်မယ်နော် မတတဲ့ဘာလို့ဆွဲကြိုးတွေချွတ်နေရလဲ ဩဒီမှာလေငါဆရာဒါလေးအကုန်လှူမလို့ အမရဲ့အမမှလည်းအဲ့ဒါလေးပဲရှိရဟာ哦အဲ့ဒါလေးအကုန်လုံးလှူလိုက်လို့ရှိရင်အမသမီးရဲ့ចောင်းစရိတ်တွေရောဘယ်လိုလုပ်မှာလဲ ဟာဒီကောင်မလေးကဒိတ်ထိပဲ ဟုတ်သားပဲနင်ကလည်းငါပစ္စည်းလှူတာပဲနင်ပစ္စည်းကိုထိလို့လားဒီသူများလှူတာကိုပိတ်ပင်နင်ရဲ့ကြမှာမကြောက်ဘူးလား ကြောက်တော့ကြောက်တာဗောအမရဲ့ဒါပေမဲ့ညီမကလေအမကိုစိတ်ပူလို့ပြောနေတာ ဆရာသူပြောတာတွေကိုလေစိတ်ထဲမထားပါနဲ့နော်ဒီမှာသမီးမရှိတာလေအကုန်လုံးလေဆရာကိုလှူလိုက်မယ်ပြီးတော့သမီးမရှိတဲ့ပတ်စံတွေရောအကုန်လုံးလှူပါတယ်နော်ဆရာ တာဒုငါသမီးလေးကျမ်းမာပါစေချမ်းသာပါစေစီးပွားတွေဒီထက်မကတိုးတက်ပါစေကွယ် ပြည့်တဲ့ဆုနဲ့ပြည့်ပါစေဆရာ ကဲဒါဆိုရင်ဆရာသွားလိုက်ဦးမလို့သမီး ကဲဆရာဟုတ်စီးပွားရေးတွေပတ်စံတွေရောရွှေတွေရောဒီထက်မကဝင်လာပါစေ မတတဲ့ဘာဖြစ်လို့အကုန်လုံးလှူလိုက်ရလဲအခုတော့300ပတ်စံလည်းဗျာမှမရှိတော့ဘူးမလား တိတ်ဆန်းနင်အဲ့ဒီပါဇက်ပေါက်ကြီးကိုပိတ်ထားစမ်းပါနင်ကလေသူများလှုပ်နေလို့ရှိရင်တော်တော်လေးကိုဒိတ်ထိလှုပ်တယ်နော်ဘလို့ပုံစံနဲ့ညာငါအိမ်ကိုလာနေသေးလဲမသိဘူးသွားပြန် ဒါပေမဲ့ညီမအမကိုစိတ်ပူလို့ပြောနေရလေ ဘာမှစိတ်ပူစရာမလိုနင်ပါအောင်ငါမရိုက်ခင်လေနင်ပြန်လိုက်တော့သွားအဲ့ရလေဘာတွေစုညံနေလဲမသိဘူးပတ်ဝန်းကျင်တစ်ခုလုံးစုညံနေရပဲ မတတဲ့ရဲ့လိုက်ရှာလိုက်ရတာတရင်နေလဲကြားပါတယ်ဘလို့ဖြစ်ရတာလဲအမရဲ့ ဘာဖြစ်ရမှာလဲအဲ့လူရတယ်ပစ္စည်းတွေအကုန်လုံးယူပြေးသွားပြီမရှိအားလုံးပါသွားပြီ အဲ့ဒါပဲအမရဲ့လောဘဆိုတဲ့မိရလေအရန်ကြောက်ဖို့ကောင်းတာကိုတိုင်းမစူးစမ်းဘဲနဲ့ရလာတဲ့အရာတွေကိုလေဘာမှမျှော်လင့်မနေနဲ့အမရဲ့ကိုတိုင်းစူးစမ်းပြီးရလာတဲ့ရလက်ကိုသာတန်ဖိုးထားရမှာလူပဲအမရဲ့လဲချလို့ရှိရင်ပြန်ထနော်အမဘေးမှာလေညီမတယောက်လုံးရှိရနော်ဘာမှစိတ်မပူနဲ့ အမနားလဲသွားပါမယ်နင်းအမရဲ့လောဘတွေအမရဲ့မမောမှုတွေကအမဒုက္ခပြန်ပေးလိုက်တာပါအမနားလဲသွားပါ